ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်က object နှလုံးကြောင်းကိုပြောခဲ့ပါတယ်ဒီနေ့ဒီဗီဒီယိုလေးမှာအဲ့ဒီ object နှလုံးကြောင်းပြန်ပြီးတော့နှွှဲကြည့်ကြရအောင်အဲ့တော့သူကငါ့ကိုရေးထုတ်ပြီးသူက subject ငါ့ကိုပေးခံ object ရေးထုတ်ခဲ့တဲ့ object ပေးဒီကအဲ့တော့ subject verb object အဲ့တော့သူကငါ့ကိုရေးထုတ်သူက subject ဝင်လို့မရှိဘူးပေးဒီ give မှန်တယ်ဆိုတော့ give ကိုရေးတင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကထုံးစံတိုင်းပဲเนาะ subject နဲ့ verb နဲ့ဒီနေ့ကျွန်တော်လောလောဆယ်ကျွန်တော်အစိမ့်နဲ့မကြောပါဘူးကျွန်တော်တို့စာသင်တာကျွန်တော်ဗီဒီယိုတွေပြန်ကြည့်မယ်ဆိုရင် day 1ကနေ day 10 ထိတစ်စိမ့်ကြီးတွေသွားတာအင်းလေးစာကိုစာအလွတ်ချက်နေကြမလို့ပဲနဲ့ကြည့်လိုက်တဲ့တန်းနေအောင်ကျွန်တော်သေချာလေးကိုရှင်းထားပါတယ်အဲ့တော့ဒီ give subject နဲ့ verb နဲ့ give အဲ့တော့ object နဲ့ပဲရှိတယ်တက်ရှိရရှိမှရေးတင်မယ်နော်တက်ရှိတက်မယ်ဆိုကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းပြောခဲ့ပါတယ်ကျွန်တော်တို့ကထွင်ပြောတာအမှန်တကယ်တော့ direct object နဲ့ indirect object ပထမဆုံးထိတဲ့ object ကို direct object လို့ခေါ်တယ်ဒုတိယမှာထိတဲ့ object ကို indirect object လို့ခေါ်တယ် direct object နဲ့ indirect object နှစ်ခုတွေ့မယ်ဆိုရင် indirect ကိုယူလို့ယူအဲ့တော့ he gives me ရေတစ်ခွက် a cup of a glass of တက်ထားတယ်ဒီပေါ့ a cup of water okay a glass of water a glass of water အဲ့တော့တက်ရှိရရှိမှရေးတက်မယ်နော်ပါလား okay တက်ရှိရတက်မယ်ရှိမှရေးတက်မယ်နော်ပါလားတက်မယ်ရှိပြီးရေးမယ်ဒါလည်း object ကိုရှိပြီးရေးမယ်ဆိုရင် he gives a glass of water to me ကိုတဲ့ပြီးတော့ကျွန်တော် to me ဖြစ်မှာပေါ့သူကငါ့ကိုအဲ့ဒီကြောင့်ပြောပြတယ်သူက subject ငါက object အဲ့ဒီကြောင့် object ပြောပြပြပါဆိုတော့လည်း subject verb object သူကဆိုတော့ he ပြောပြတယ် tell ငါကဆိုတော့ me အဲ့ဒီကြောင့် about that အခြေခံမှာဒါလေးကခလေးခဏနာမှာလဲ that about that ဘောနဲ့လို့ရေးကြတာအဲ့တော့ကျွန်တော်ကပြန်ရှင်းတဲ့အခါမှာအဲ့တော့မမှုအတွက်ဆိုရင် for မမှုစုစုအတွက် for စုစု a အတွက် for a မမှုအကြောင်းအဲ့ဒါ about မမှု a အကြောင်း about a အဲ့ဒီအကြောင်း about that ဒီလိုလေးတော့ပေါ့ခလေးခဏနာမှာတယ်ပေါ့အဲ့တော့ object လို့ရှိတယ်တရှိရှိမှရေးတယ်မယ်နော်လား he tells about that to me ဒါဆိုရင်ပြီးခဲ့တဲ့ဗီဒီယိုလေးမှာသင်ခဲ့တယ်ကျွန်တော်တို့ object လုံးကြောင်းတော့ကောင်းကောင်းလေးပြန်ပြီးတော့မှတ်မိပြီထင်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာသင်နေတာကဒီ object လုံးကြောင်းကိုပြောပြချင်တာမဟုတ်ပါဘူးဟုတ်ပြီအဲ့လိုဆိုတော့ကျွန်တော်ကခလေးတော့ပါသင်လဲဆိုတော့ he gives me a cup of water သူကငါ့ကိုရေတစ်ခွက်ပေးတယ်အဲ့ဒီမှာကျွန်တော်ကသူဆိုတဲ့စကားလုံးပြောလိုက်တယ်အဲ့ဒါ subject က तू ကအနည်းငယ်လို့ subject မှာနေရတခုကိန်းဖြစ်အောင်ဆိုပြီးကျွန်တော်က s တိချက်တာဒါမှအနည်းငယ်သိမသိတော့ချိန်ရမလို့မသိရင်ချိန်တယ်အင်းလေးစားရေးရှိမှလည်းမသိရင်ချိန်တယ်အဲ့တော့ subject မပါတော့ဘူး verb ကိုရှင်းတင်ရေးမယ်ဆိုရင်အဲ့ဒီ verb ကိုရှင်းတင်ရေးလိုက်တာနဲ့တွားပြီးလာပြီးစားပြီးတောက်ပြီးဆိုတော့ verb တွေကတွားပါလာပါစားပါတောက်ပါဆိုအမေတို့ပါကြတယ်ဖြစ်ပါတယ်အဲ့ကြောင့်မို့ give me a glass of water give a glass of water to me ငါ့ကိုရေတစ်ခွက်ပေးပါဖြစ်ပါတယ်အဲ့ဒါမို့ subject ကိုထုတ်လိုက်မယ် subject အနည်းငယ်ပြီးတော့ကြောင့်မို့ verb ကလည်းအနည်းငယ်ပြီးတော့အဲ့ကြောင့်မို့ tell me about that to me အဲ့ဆိုတော့မင်းတို့ကကြားလေးကိုရေးတက်ပြီးတော့ထင်ပါတယ်နောက်နေ့တိုင်းဒီကြားလေးဆက်ပြီးဆွေးနွေးပါအောင်မယ်ဒီနေ့တော့အင်ဂျာလေးပြီးခဲ့ပြင်ပါလေအဲ့တော့အဲ့ဒီအကြောင်းသူ့ကိုပြောလိုက်အောက်က comment လေးမှာရေးပြပါအောင်ဟုတ်ကျေးဇူးများတင်ပါတယ်